ဘယ်တော့မှချွတ်ခွင့်မရှိတဲ့နိုင်တလုံးဆိုရင်တိန်ထောင်ချီတန်လဲငါမပဘူးဘယ်တော့မှချွတ်ခွင့်မရှိတဲ့လက်စုပ်တကွင်းကိုတိန်တောင်းနေချီလဲငါမစိုးဘူးလွတ်လပ်ခြင်းဆိုတာကိုမင်းနားလဲတယ်မဟုတ်လားလောက်လာတဲ့မိန်လေးဖြစ်ဖြစ်အမြဲတွေ့ကနေတာမျိုးတော့ဘယ်ယောက်ျားမှမကြိုက်ဘူးယောက်ျားတစ်ယောက်ကအတင်းလိုက်တွေ့ကနေတာမျိုးကိုမိန်ကလေးတွေလည်းကြိုက်မယ်မထင်ဘူးလူဆိုတာလွတ်လပ်လူလည်းတတ်တော့အခါအားလျော်စွာဒီတန်းဆန့်ကျင်တဲ့တတ်တော့အခါအားလျော်စွာအနောင်အဖွဲ့ကင်းချင်တဲ့တတ်တော်ပဲတခါတည်းမှာမင်းရဲ့ချစ်သူကမင်းကိုအလိုမရှိတဲ့အခါဒါဟာအခက်အတန့်တစ်ခုစားလို့နားလည်ပြီးပါမင်းကိုယ်တိုင်လည်းတည်တံ့နေလို့တဲ့အခါမျိုးမှာမင်းချစ်သူကမင်းကိုနားလဲပါစေမင်းဟာယောက်ျားလေးပဲဖြစ်ဖြစ်မိန်းကလေးပဲဖြစ်ဖြစ်အချစ်ကိုတိတ်အထင်မကြီးထားနဲ့အချစ်ဟာမင်းမျောလင့်ထားတယ်လို့တော့တိတ်ရိုမန်တစ်ဆန်လို့မကောင်းဘူးဒါပေမဲ့အချစ်ကအရေးကြီးတယ်တန်ဖိုးလဲကြီးတယ်အချစ်ဟာကားတစ်စင်းဆိုရင်အဲ့ဒီကားကိုပြန်ခိုင်းဖို့မကြိုးစားနဲ့ရှိတဲ့ဂုဏ်တတိလေးကိုအကျိုးရှိရှိအသုံးချစေချင်တယ်ငယ်ငယ်တုန်းကလူမျိုးအိုဗာတင်တောက်ပြီးဂေါ်ဇီလာကြီးကိုနိုင်ချင်တာမျိုးမဖြစ်နဲ့ပေါ့